နမ်းမတော်မဲနုဟုဆိုလိုက်သည်နှင့်တိုင်းပြည်ခိုက်သောမြေဖွားသုံးဆက်ပထမအင်္ဂလိပ်မြန်မာစစ်ရှုံးသူမဲနုသူသမီးစင်ဖြူမရှင်နန်းတွင်အာနာလူပွဲအတွက်မင်းတို့မင်းရဲ့သားတော်40ကျော်ကိုတက္ကာတီဘောမင်းကိုသူသမီးစုဖျားလက်နှင့်လက်ထပ်ပေးသူမြေမာတော်စုဖျားလက်တီဘောမင်းကိုကြော်၍အမိမနာခံတော်ဟုနာမည်ဆိုးနှင့်ကြော်ကြားသူအဖြစ်တိကျသလိုအင်းဝရှိမဲနုအုပ်ကျောင်းကိုလည်းမြေအောင်မိကြမှာဖြစ်ပါတယ်မဲနုဟာမဟာအောင်မြေပုံစံမဲနုအုပ်ကျောင်းကြီး၏တကားမဖြစ်တယ်လို့သူမဘဝ၏အံ့ဖွယ်တိတ်ကံအကျိုးပေးပင်ကိုစိတ်ထက်မြတ်ကျွတ်ဆက်မှုအတ္တကြီးပြီးကြောက်တရားကင်းမှုစင်ကျင်တုံတရားနေပြီးတစွတ်ထိုးနိုင်မှုတို့ကသူမကိုအထုထိတ်သို့ရောက်ရှိစေခဲ့ပါတယ်နမ်းမတော်မဲနုသည်ဖလန်ခုံရွာစာတိထောင်မူတီဟကျော်စွာပွဲခံဦးလုံးနှင့်ဒေါငယ်တို့မှအင်းဝမြို့၌မွေးဖွားခဲ့ပါတယ်မွေးချင်း2ယောက်ရှိပြီးကျန်1ယောက်မှာမောင်ဦးဖြစ်ပါတယ်မဲနုဟာရွှေလင်ပန်းနှင့်အချင်းစေးသောတော်ဝင်မျိုးရိုးမဟုတ်တာမှန်အရက်သူတဦးသာဖြစ်ပေမဲ့လည်းသူမဘဝတွင်ထူးဆန်းမှုကြီးကြီးမားမား2ကြိမ်ကြုံတွေ့ခဲ့ပါတယ်မဲနုငယ်စဉ်ကအိမ်မလူကြီးမိဘများနှင့်တရွာမှတရွာသို့တွာလာရာလမ်းစရက်တစ်ခု၌အိတ်ကြတယ်မဲနုကထမင်းချက်တာဝန်ယူပြီးချက်ပြုတ်ရာမနက်မိုးလင်းတဲ့အခါမဲနုထမင်းချက်ခဲ့သောနေရာ၌မှုပွင့်ကြီးတစ်ပွင့်ပေါက်လာရာလူကြီးများကအံ့ဖွယ်နမိတ်ကောင်းဟုမှတ်ယူကြပါတယ်မဲနုအသက်10နှစ်သမီးအရွယ်မြစ်စိန်၌ရေချိုးချိန်တွင်သူမ၏အနီရောင်ရေလဲလုံးကြီးကိုစွန်ရဲတကောင်မှချီယူသွားပြီးအမရပူရနန်းတော်အတွင်းရှိမိဖုရားများစပယ်ရာတောင်တန်းဆောင်အမိုး၌ချထားခဲ့တဲ့ဘိုးတော်ဖျားကလုံကြီးပိုင်းရှင်ကိုရှာဖွေစစ်ဆေးဖော်ထုတ်ကမဲနုကိုတောင်တန်းအပြိုတော်အဖြစ်ခံထားလိုက်ရာမှအရှုပ်တော်ပုံဖန်တီးမိအဓိကဇက်ကောင်ကိုခေါ်မိသည့်အမှားကြီးတစ်ခုဘိုးတော်ဖျားပြုလုပ်မိသွားပါတယ်ကုန်းပေါင်မင်းဆက်တွင်နန်းသက်အရှိဆုံးဘိုးတော်ဖျားသည်38နှစ်ကြာနန်းဆန်ပြီးဘာကြီးတော်စကိုင်းမင်းကိုအိမ်ရှိအရာအနှင်ပြီးညီတော်တာယာဝတီမင်းသားကိုဒုတိယနှစ်ဘာကြီးတော်ဤသားတော်စကြမင်းသားလေးကိုတတိယနန်းရထားပါတယ်ဘာကြီးတော်မှာအိမ်ရှိမင်းရတူသာရှိသေးပြီးမိဖုရားခေါင်ကြီးမှာစင်ဖြူရှင်မဲဖြစ်ပါတယ်စင်ဖြူမဲသည်စကြမင်းသားလေးကိုမွေးပြီးတပတ်အကြာ1812ခုနှစ်အောက်တိုဘာလတွင်ကွယ်လွန်နေပါတယ်မဲနုဟာဆက်ဆက်ယူအောင်လှသူဟုမဆိုနိုင်သည့်တိုင်ပကတိရုပ်ဤကားတည်ကြည်တဲ့အပြောချို၍ကိုနေဟန်အချိုးကြကတွယ်လျက်ကြော်ရှင်ပြီးသူမ၏နန်းမူရာမှာနန်းတွင်သူများအတူယူရသည့်အထိမဟာဆန်ပါတယ်ယောက်ျားတကာတို့နှစ်သက်ခံရပြီးထိုထဲတွင်အိမ်ရှိမင်းမကြီးတော်လည်းပါဝင်ပါတယ်အမရပူရနန်းတွင်၌အိမ်ရှိမင်းအားမဲနုထက်မဟာစီမဟာသွေးချင်းချင်းအိမ်အောင်ပြုစေလို၏လူမအမျိုးချက်မှာအယိုးဟုဘာကြီးတော်ကိုတတိပေးပါတယ်မဲနုကလည်းလူမအချစ်ချက်မှာအမြင့်ဟုခြေပကဘာကြီးတော်ကိုရအောင်တိမ့်သွင်းခဲ့ပါတယ်ဘိုးတော်ဖျားလွန်သောဘာကြီးတော်သည်1819ခုနှစ်ဇွန်လ9ရက်တွင်နန်းတက်က1823ခုနှစ်တွင်မြို့တော်ကိုအမရပူရမှအင်းဝါသို့ရွှေ့ခဲ့ပါတယ်ဘာကြီးတော်သည်ခက်အေးအေးနေတတ်သလိုမဲနုကိုအလွန်ချစ်သဖြင့်အကမဟေတီတောင်ညာဆန်မိဖုရားခေါင်မြောက်လေတယ်မဲနုသည်ပင်ကိုထက်မြက်သူပြီးနန်းတွင်တစ်ခုလုံးအရေးတာမကတိုင်းရေးပြည်ရေးကိုစိတ်တိုင်းကြချဲလေတော့တယ်နန်းတွင်မှာလည်းအမျိုးနှိမ်သူမိဖုရားခေါင်ဖြစ်လာပြီးဓာတ်ထက်၍သာကြောက်ရသည့်မိသူကမှမဲနုကိုမကြည့်ဖြူကြချေရခင်ဘရင်နှင့်မိဖုရားဟာရာဇပလင်ပေါ်အတူမထိုင်တော်လဲမဲနုဟာထိုအစင်လာကိုဖြတ်ကအတူထိုင်သဖြင့်တရုတ်တန်မှုများအံ့အားသင့်ကြပါတယ်1819ခုနှစ်တွင်မဲနုသည်သူ့မောင်ရင်းဖြစ်တဲ့မောင်အိုကိုစလင်းမြို့ကိုစားစေပြီးနန်းတော်တွင်သူမ၏အာဏာစက်ကိုခိုင်မာအောင်တည်ထောင်ခဲ့ပါတယ်။ထို့ပြင်မောင်အိုအားသတို့ဓမ္မရာဇာဖွဲ့ချီးမြှင့်လိုက်သလိုဘာကြီးတော်ကလည်းသူ့ရောက်ဖအားမြောက်စားသည့်အနေဖြင့်ထိတ်တန်းမင်းကြီးမင်းသားစရင်သွင်းကလွတ်တော်တက်ခွင့်ပေးသည့်အပြင်ရွှေထီး8ချက်မိုးကစားခွင့်ပေးသဖြင့်မောင်အိုဟာနားထင်သူ့ရောက်သွားလေတယ်။ရှေးခေတ်ကမင်းသားများ၏အဆင့်တန်းကိုထီဆောင်အရေးအတွက်အ ਨੇ များဖြင့်ခွဲခြားလေးရှိပါတယ်။ညီတော်တာယာဝတီမင်းပင်ထီဆယ်ချက်သာမိုးခွင့်ရှိ၍ရောက်ဖတော်မောင်အိုသည်ညီတော်အိမ်ရှိမင်းထက်မဆိုတလောက်သာနှိမ့်သည့်သဘောတက်ရောက်စေပါတယ်။နေချင်းညချင်းမောင်အိုတကိုးထွားလာသဖြင့်ကုန်းပေါင်မျိုးဆက်ကိုအပြုတ်ဖြုတ်ပြီးသူကိုယ်တိုင်ဘရင်လှုပ်ရန်ကြံလေတော့တယ်။ထို့ကြောင့်နန်းတွင်အပြိုင်မှု3စုခွဲပေါ်ပေါက်လာပါတယ်။နံပါတ်1နိုင်ငံရေးအာဏာပိုင်ဆိုင်သောမောင်အိုနှင့်မဲနုကတစ်ဖွဲ့နံပါတ်2သူတို့၏မဟာပြိုင်ဘက်များတွင်ဘာကြီးတော်မင်းပြီးနောက်နန်းညွတ်နန်းလျာဆက်ခံမှုအခွင့်အရေးရှိသူတာယာဝတီမင်းသည်ထိတ်ဆုံးဖြစ်ပါတယ်။သူကိုယ်တိုင်လက်ယုံရည်နှင့်ပြည့်စုံသလို
နောက်လိုက်အင်အားကောင်းများစွာပိုင်ဆိုင်ထားပါတယ်နံပါတ်3စัจ जा မင်းသားခေါ်ညောင်ရမ်းမင်းသားလေးသည်မွေးဖွားစဉ်ကစัจ जा ဝတေးမင်းတို့ဖုန်ကြီးသည့်လက္ခဏာရက်များဖြစ်ကြသောဥက္ကပြန်ငလင်လုတ်တော်လဲမိခြင်းလက်ဝါးများတွင်ခီးပတ်နှင့်မှက်ရှင်များထူးခြားထင်ရှားစွာတွေ့ရခြင်းအချင်းစလွယ်တိုင်းခြင်း9ရက်ရလျင်မေတော်ကွယ်လွန်၍ဖောဖက်တော်9ဦးလဲပေါ်ခြင်းရုပ်ရည်အင်မတန်ချုံမောလှပ၍နန်းတွင်းသူနန်းတွင်းသားများတိုင်းသူပြည်သားများကအလွန်ချစ်ခင်နှစ်သက်ကြသည့်လူထုအင်အားကိုပိုင်ဆိုင်သောဘာကြီးတော်၏တဦးသေးသောတားဖြစ်သဖြင့်ဘာကြီးတော်ကနန်းလွဲလိုသည်မှာတွေးကြည့်ုံဖြင့်သိနိုင်ပါသည်ထို့ကြောင့်မောင်အိုသည်စัจ जा မင်းသားလေးနာထွင်ပြီးအိမ်ရှိရာအနှင်းချင်းကိစ္စကိုအချိန်ဆွဲပါတယ်အသက်20ကြာမှနာထွင်သည့်တိုင်နိုင်ငံရေးအာဏာကိုမင်းသားလေးအားလွှဲမပေးခဲ့ချေမဲနုနှင့်မောင်အိုသည်ဘာကြီးတော်နှင့်မဲနုနန်းဆန်သော18နှစ်လုံးတာယာဝတီမင်းကိုအတိမတ်မပြုတ်ချက်လဲပြီးနောင်တော်နှင့်တွေ့ခွင့်ပိတ်ပင်ခဲ့ပါတယ်ထိုခေတ်ကမဲနုကြောက်ရသူတဦးတည်းသောသူကားဆရာတော်ဦးဘုတ်ဖြစ်ပါတယ်တက္ကရာ1822ခုနှစ်တွင်ဘာကြီးတော်နှင့်နန်းမတော်မဲနုတို့ကကျောင်းဆောက်လုပ်ရာတွင်9နှစ်ကျော်ကြာမြင့်ခဲ့ပြီးတက္ကရာ1828ခုနှစ်တွင်မဟာအောင်မြေပုံစံဟုကမီးထိုးကညောင်ကန်ဆရာတော်ဦးပူအားလှူဒန်းခဲ့ပါတယ်တနှစ်အကြာတွင်ဆရာတော်ဦးပူပြန်လွန်တော်မူပြီးနောက်ဒုတိယညောင်ကန်ဆရာတော်ဦးပုတ်အားထပ်မံလူဒန်းခဲ့ပါတယ်။အုတ်ကျောင်းကျယ်ဝန်းမှာအလျား190ပေအနံ110ပေနှင့်အမြင့်14ပေရှိပြီးကျောင်းတိဆောက်ရာတွင်ငွေကျပ်3သိန်းကုန်ကျကြောင်းတက္ကရာ1838ပြည့်နှစ်တွင်ငလျင်တန်ကြောင့်ပြိုကျခဲ့ရာနန်းမတော်မဲနု၏တမီးတော်စင်ဖြူမရှင်ကတက္ကရာ1882ခုနှစ်တွင်ထပ်မံပြုပြင်ခဲ့ကြောင်းမှတ်တမ်းများအရသိရပါသည်။ကျောင်းကြီးကိုအုတ်အင်္ဂလိပ်တို့ဖြင့်မိဖုရားခေါင်ကြီးမဲနုကတိဆောက်ခဲ့သောကြောင့်မဲနုအုတ်ကျောင်းဟုထင်ရှားခဲ့ပါတယ်။ပညာရှင်များ၏ဘိတုကလက်ရာပရိယံနှင့်ပန်းတမော့အနုပညာလက်ရာများကျောင်းဆောင်ကြီးအတွင်းရှိစင်ကြံပတ်လန်းနှင့်အခန်းဖွဲ့စည်းပုံများအဝင်ပေါက်တစ်သားတကားများကိုအတန်းများဖန်တီးတက်ဆင်ပုံတို့ကြောင့်ခန့်ညားထဲဝါလာသောကျောင်းကြီးဖြစ်ပါတယ်။ဘာကြီးတော်နန်းတက်ပြီးသိမ့်မင်္ဂလာသွန်းအခမ်းအနားဆင်ရင်သောအခါ၌မဏိပူရစော်ဘွားမတက်ရောက်ချေမဏိပူရစော်ဘွားကိုသင်ခန်းစာပေးရန်လိုက်ဖမ်းရာအင်္ဂလိပ်ပိုင်နယ်တဲ့အထိဝင်ပြေးသဖြင့်အင်္ဂလိပ်တို့နှင့်နယ်စပ်ပြဿနာရာညှိလာရာမှအင်္ဂလိပ်တို့1824ခုနှစ်တွင်စစ်ကြေညာပါသည်စစ်သူကြီးမဟာဗန္ဓုလသည်ရခိုင်တွင်စခန်းချကာမြဝတီမင်းကြီးဦးဆက်ကပန်းဝတွင်အင်္ဂလိပ်တို့ကိုအနိုင်တိုက်ပါသည်မြန်မာတပ်များဘင်္ဂလားနယ်အထိရောက်နေသဖြင့်အင်္ဂလိပ်ဘရင်ခံပင်ကြီးလန့်စာစားနေရပါတယ်ဗန္ဓုလသာစစ်တကောင်းထိတက်တိုက်၍ဖိအားပေးခဲ့မည်ဆိုလျင်အင်္ဂလိပ်တို့ပြရခတ်သွားနိုင်ပါတယ်အင်္ဂလိပ်တို့သည်ထိုအခြေအနေကိုရိတ်စားမိသဖြင့်ရန်ကုန်ဖက်မှပတ်ဝင်၍တံပြန်တိုက်စစ်ဆင်သောဗျူဟာကိုသုံးကစစ်မျက်နှာပြောင်းလိုက်လေတဲ့ထိုအချိန်တာယာဝတီလိုအဆင့်မြင့်မင်းသားကရန်ကုန်သို့ဆင်း၍ကာကွယ်ရန်သူစုဆောင်းထားသည့်လူသူများနှင့်အင်္ဂလိပ်စစ်သင်္ဘောများကိုခုခံတိုက်ခိုက်လိုကြောင်းတင်ပြပါသည်ဘာကြီးတော်ကလည်းသဘောတူကအမြန်စေလွတ်ချင်တော်လဲပြိုင်ဘက်စလင်းမင်းသားကြီးမောင်ဦးနှင့်မှုမှတ်များကတာယာဝတီမင်းသားအားလက်နက်ဆင်၍လွတ်လိုက်လျင်ပုံကန်လိမ့်မည်ဟုကန့်ကွက်ကနိုင်ငံအရေးတော်ထက်အာဏာရရှိလိုသောပုဂ္ဂိုလ်ရေးကိုဦးစားပေးခဲ့သည်မှာစိတ်ပျက်စရာဖြစ်လေတယ်။ဘာကြီးတော်လည်းအရေးကိုရန်သူထင်၍နောက်ဆုံးတွင်မဟာဗန္ဓုလပြန်လာသည့်အထိစောင့်ပြီးမှတွားရောက်တိုက်ရန်အမိန့်ချလိုက်လေတယ်ထို့ကြောင့်ရခိုင်မှပြန်လာမည့်ဗန္ဓုလကိုစောင့်ရင်း9လအထိကြာသွားသဖြင့်ထိုအချိန်တွင်အင်္ဂလိပ်တို့ကလည်းရွှေဒီကုန်းကုန်းတော်တဝိုက်ကိုအခိုင်အမာတက်ဆွဲ၍အသာစီးရသွားတော့တယ်။တာယာဝတီမင်း၏တပ်များသည်ရန်ကုန်သို့ချီ၍ကြိုက်ကပ်လို့တွင်တက်ချထားကြတယ်။အင်္ဂလိပ်တို့ကတာယာဝတီ၏တပ်ကိုဝိုင်းတိုက်တော်လဲအနိုင်မရခဲ့ချေတာယာဝတီမင်းသားကြီးကအခြေအနေရိပ်စားမိသဖြင့်စောစောစီးစီးစစ်ပြေငင်းရန်တင်ပြတော်လဲမောင်ဦးမဲနူးတို့မှလက်မခံပဲစစ်ကူသားထပ်တိုးတိုက်ပါတယ်ဗန္ဓုလတနုဖြူတွင်ကျသွားသဖြင့်အင်္ဂလိပ်တပ်တွေလည်းနေပြည်တော်နှင့်မိုင်40တာဝေးသည့်ရဏပူရွာသို့ရောက်မှစစ်ပြေငင်းရေးစာချုပ်ချုပ်ရတော့၏နယ်မြေဆုံးစစ်သူကြီးကြစစ်လျော်ချင်းငွေတကူတွေပါပေးရမည်ဖြစ်သဖြင့်ဘာကြီးတော်မှာမထွေးနိုင်မအန်နိုင်စိတ်တက်ကြလာကစိတ်ကြယောဂပါဝင်လာလေတော့တယ်ငွေမရှိသဖြင့်မဲနုကသူပိုင်ပစ္စည်းများထုခွဲ၍စစ်လျော်ချင်းငွေပထမအရစ်ကိုပေးလေတယ်အုပ်ချုပ်ရေးပိုင်းကိုမကင်တွင်နိုင်တော့ပဲအစအအရာရာကိုမဲနုနှင့်စလင်းမင်းသားကြီးမောင်အိုတို့ဖြင့်သာလွှဲအပ်ထားလေတော့တယ်သူတို့မောင်နှမကိုတာယာဝတီဖြင့်ပြည်သူများကစုံမဟု
ဆွဆွဲသလိုသူတို့ကလည်းတကိုးတပြက်လက်ခံဟုတာယာဝတီကိုဆွဆွဲပါတယ်။မောင်အိုသည်မိမိရဲ့စူးမြောက်ခလုတ်ဖြစ်သောတာယာဝတီမင်းကိုရှင်းရန်တပြမှုဖြင့်အမှုစင်ကတာယာဝတီမင်း၏အိမ်ကိုလူ200ဖြင့်ဝိုင်းလျာတာယာဝတီဘက်မှလူများခုခံရင်းအေယာဝတီမြစ်ကိုကူး၍ရွှေဘိုသို့ထွက်ပြေးရှောင်တိန်ပါတယ်မဲနူးတို့ကိုပြည်သူများမနစ်သက်သဖြင့်အာနာသည်တာယာဝတီဘက်သို့အလိုလိုရောက်သွားပါတယ်လူသူစုဆောင်းက1839ခုနှစ်ဖေဖော်ဝါရီလတွင်အင်းဝကိုဝိုင်းပါတယ်နှစ်လအကြာတွင်အောင်မြင်ပြီးဘာကြီးတော်စကိုင်းမင်းကိုနန်းချကမဲနုကိုအကျဲကျုပ်မောင်အိုတို့လူစုကိုထောင်ထဲပို့လေတဲ့အရာရာသည်နေချင်းညချင်းပြောင်းလဲသွားပါတယ်မဲနုတို့အုပ်စုသည်ပုံကန်သည့်အနေဖြင့်အင်္ဂလိပ်တို့ကိုစာလွတ်ဆက်သွယ်၍အင်္ဂလိပ်တို့အလိုရှိသမျှအကုန်ပေးကဘာကြီးတော်အားပြန်လည်နန်းတင်ပေးရန်အကူအညီတောင်းတော်လဲအင်္ဂလိပ်တို့ကနန်းကြဘရင်အားဘာအကြောင်းမှမပြန်တော့ချေတာယာဝတီမင်းသဘောထားကြီးစွာဖြင့်ကောင်းမွန်စွာထားတော်လဲမောင်အိုတို့နောက်လိုက်များကပုံကန်ကြသောကြောင့်အမရပူရမြို့အကျဉ်းထောင်၌တက္ကရာ1840ခုနှစ်မေလတွင်ကွပ်မျက်လိုက်ပါတယ်။နောက်ဆုံးတာယာဝတီမင်းသည်1840ခုနှစ်မေလ12ရက်တွင်မဲနုအားတည်တံ့ချမည်ကိုမင်းမျိုးမင်းနွယ်ဖြစ်အတိအမှတ်ပြုပေးသည့်အနေဖြင့်မဟာစီမဟာသွေးမြေမကျရစေရန်ရေတွင်ဖျောက်ဖျက်ဖို့အမိန့်ချပါတယ်။ဖုံးရှင်ကန်ရှင်မဲနုတယောက်ကံတရားဤမျက်နှာသာပေးခြင်းကဤနေ့သည်နောက်ဆုံးနေ့ဖြစ်လေတော့ပါတယ်။မဲနုလည်းနောက်ဆုံးနေ့ဖြစ်မိမိကိုးကွယ်သည့်ဆရာတော်ဥပုပ်အားဖူးမြော်ခွင့်ပြုရန်မြို့ဝင်အားခွင့်တောင်းရခွင့်ပြုသောကြောင့်ညောင်ကန်ကျောင်းသို့ရောက်အောင်ပို့ဆောင်ပေးခဲ့ပါတယ်။မဲနုကျောင်းသို့ရောက်သောအခါဆရာတော်မှစာကြည့်နေခဲ့ပါတယ်။မဲနုမှဆရာတော်အားနောက်ဆုံးဖူးမြော်အောင်လာရခြင်းဖြစ်ကြောင်းလျှောက်ထားရာဆရာတော်ဥပုပ်မှရာဇဝင်တွင်မိတရားကိုတူတူတုတ်တုတ်မိန့်တော်မူပါတယ်။မိနုသူကြွေးရှိရင်ဆက်ရလိမ့်မည်ဟုမိန့်ဆိုလိုက်ပါတယ်။မဲနုလည်းဥချပြီးပြန်ဆင်းလာရာလေကားအရောက်တွင်တော်ပြီးငါသေးဝွန့်ပြီးငါသေးရဲပြီးငါသေးပြောပြီးဆရာတော်ဖျားကိုနှစ်ပေါင်းများစွာကိုးကွယ်လာတာဘယ်အခါမှငါနာမည်တက်၍စကားမပြောဘူးဤကဲ့သို့စာကြည့်ရမှနေ၍ငါဘက်သို့လှည့်၍ကြည်သည်ဟု၍လည်းမရှိတီးကနေမှပဲငါဘက်လှည့်တယ်ငါနာမည်ကိုခေါ်တော်မူတယ်ဟောလိုက်တဲ့တရားကလည်းမိနုသူကြွေးရှိရင်ဆက်ရလိမ့်မည်တဲ့တော်ပြီးတေလန်းဖြောင်းပြီးငါကိုဆရာတော်ကတေးစေးပေးလိုက်ပြီးဟုထက်တလဲလဲပြောကဝမ်းမြောက်ဝမ်းသာစွာနှင့်ပင်အာနာပါကွက်သားတို့၏ခေါ်ဆောင်ရာသို့ညှိုးငယ်ခြင်းမရှိဘဲလိုက်ပါသွားလေတော့တယ်။ဗုဒ္ဓတရားတော်ကိုအတူချုပ်သဘောပေါက်စေသောတာရကများအနက်မဲနုသည်ပေစဝတ်ဂီတို့မှအငယ်ဆုံးရှင်အတစီ၏ရေဓမာဂါထာကိုတတိယမိပါတယ်။ဖျားရှင်၏တရားဥနာပြီးရှင်အတစီရာဇကြိုပြီးရှင်သာရိပုတ္တရာနှင့်တွေ့၍ရှင်သာရိပုတ္တရာမှသူ့အားမေးသည်မှာငါရှင်တင်ဤမျက်စိတို့သည်ကြည်လင်ကုန်၏အရေးစင်းလဲတတ်ရှင်းစင်ကြယ်ကုန်၏တင်သည်အဘယ်သူကိုရည်၍ယဟန်ပြုသည်နီအဘယ်သူကတင်ဤဆရာနီအဘယ်သူဤတရားကိုနှစ်သက်သည်နီရှင်အတ္တဇိတကငါရှင်ငါသည်အငယ်သည်သာတဲ့အဘိဓမ္မာကိုအကျယ်အားဖြင့်တင့်အားဟောကြားအံ့သောငါမတတ်နိုင်အကျဉ်းအားဖြင့်တော်ကားအနက်ကိုငါဆိုအံ့ဟုဆိုကာရေဓမာဂါထာကိုဟောတော်မူခဲ့ပါတယ်အတိပ္ပယ်ကအကျဉ်တရားတို့သည်အကြောင်းရင်းအမှန်ရှိကုန်၏ထိုအကြောင်းကိုမြတ်စွာဘုရားဟော၏ထိုအကြောင်းတရားတို့ချုပ်ငြိမ်းရလည်းရှိ၏ထိုချုပ်ခြင်းကိုလည်းမြတ်စွာဘုရားဟော၏ငါဤဆရာယဟန်ကြီးသည်ဤသို့အယူဝါဒရှိ၏မဲနုသည်ထိုဂါထာတော်ကိုချင်းချိန်ပြီးတာယာဝတီမင်းအသက်ကိုရန်ရှာခဲ့၍သူနှင့်ရှင်ပြန်ရာသူအနိုင်ရသည်ရန်ကိုရန်ချင်းတုံ့ပြန်ခြင်းကလမ်းဟောင်းကိုသာပြန်ရောက်စေသည်ဤအကြောင်းတို့ချုပ်ငြိမ်းခြင်းကရန်ညိုးရန်စားတို့ကိုတင်မုံချီ၍သူ့ပေါ်တင်ခဲ့သောအကျွေးမြ мян ဆက်ကကျွေးမိကင်းရှင်းပြီးငြိမ်းချမ်းသောဘဝတစ်ကလေးတစ်ခုထူထောင်နိုင်ရန်ဖြစ်ကြောင်းကိုနားလည်သွားခဲ့ပါတယ်တတဝါတိုင်းသူထိုက်သူကံဖြစ်သည်ဆိုလျင်တနည်းအားဖြင့်ငါထိုက်ငါကံဖြစ်သည်မဟုတ်ပါလောဆရာတော်ရဲ့တရားကသူမအတွက်တော့အဖိုးတန်ဆုံးတေးစေးပေးလိုက်ခြင်းဟုသဘောပေါက်သောကြောင့်မဲနုဝမ်းသာသွားရှာပါတယ်ထိုနေ့နေ့လယ်ပိုင်းတွင်မဲနုသည်ဘာကြီးတော်အားနောက်ဆုံးသွားရောက်ကတော်နှုတ်ဆက်ခဲ့ပါတယ်နှစ်ပေါင်းများစွာဘဝအသက်ရာထူးစည်းစိမ်နိုင်ငံတော်အရာအလုံးသူပိုင်ဆိုင်တဲ့မြကိုပေး၍ချစ်ခဲ့သောကျင်းရတော်ဘာကြီးတော်၏ခြေတော်အစုံပေါ်မျက်နှာအကာမျက်ရည်ဆက်များစွာခြေဖမိုးတော်ပေါ်ကျလျက်လက်အုပ်ချီကန်တော်ယင်းအယောင်မိမ့်အဆောင်ရောင်မဲ့တလွန်ထက်တွင်ထိုင်နေသောနန်းကြဘုရင်လင်းတော်မောင်အားမောင်တော်ဖျား
မြမတော်ဒီကနေ့ဘဝပြောင်းရတော့မှာဖြစ်လို့မောင်တော်ဖျားကိုနောက်ဆုံးနှုတ်ဆက်ရှိကိုကြော့ခဲ့ပါတယ်ဖျားမောင်တော်မင်းတရားရဲ့ဖုံးရိပ်ကိုခိုလုံဆန်စားခဲ့တဲ့နှစ်ကာလများအတွင်းမြမတော်ဘက်ကပြုမိမှားခဲ့တဲ့ပြည့်ရှိခဲ့ပါရင်ခွင့်လွတ်တနာတော်မူပါဖျား ဘာကြီးတော်သည်တလွန်ပေါ်မှနမ်းမတော်မယ်နူဤစံကေတာကိုလက်ဖြင့်အตาရာထိထားလိုက်ပါတယ်အရှုံးများစွာရှုံးပြီးနောက်အချစ်ဆုံးသူကိုတေကွဲခွဲဆုံးရှုံးရမည့်အချိန်တို့ဆက်ရောက်လာပြီးဖြစ်သည်ဖြင့်စိတ်တော်ကမိတို့စိတ်နှလုံးကိုလောင်ကျွမ်းကပတ်ဝန်းကျင်တစ်ခုလုံးမမြင်နိုင်တော့အောင်ဝေဝါးသွားစေသည့်မျက်ရည်များမျက်ဝန်းအိမ်၌ပြည့်နေပါတယ်ဘာကြီးတော်သည်မျက်ဝန်းများမိတ်ချလိုက်ရာနမ်းမတော်မယ်နူဤစံကေတာပေါ်မျက်ရည်များစီးကျလေတော့တယ်ရင်၌ဆိုးနှင့်လွန်းလာသဖြင့်ရှိုက်၍ငိုချလိုက်ပါတယ်။ဘာကြီးတော်ဤချစ်ချင်းမေတ္တာကလေးစားစရာကောင်းလာသလိုထိုအတွက်နောင်တစုံတရာလည်းမရခဲ့ချေမောင်တော်ဖျားရဲ့မြမတော်ရဲ့နောက်ဆုံးဝင်သက်ထွက်သက်မရက်သွားမီမြမတော်ရဲ့ဘဝကိုအမြင့်ဆုံးမြင့်တင်ပေးခဲ့တဲ့မောင်တော်ဖျားရဲ့ကျေးဇူးအထွေထွေအတွက်မောင်တော်ဖျားရဲ့ခြေတော်အစုံကိုဥတိုက်ပြီးကျေနပ်အောင်ကြောခွင့်ပြုပါဖျားခြေတော်အစုံအားမျက်နှာနှစ်ဖူးစပင်တို့ဖြင့်ဥတိုက်ကတော့နေစဉ်အဆောင်တော်တွင်သမီးတော်ကလေးမဲတဲဝင်လာပါတယ်။သမီးတော်လေး၏စိတ်တွင်မကောင်းမှုတစ်စုံတစ်ခုကိုခံစားမိနေသဖြင့်မဲတော်၏ရင်ခွင်တွင်ပြေးဝင်ဖက်၍ငိုလေတော့တယ်။မဲဖျားသမီးတော်ကလေးကိုပြစ်ထားပြီးဘယ်ကိုသွားနေတာလဲဖျားသမီးတော်လေးမှလွမ်းလို့တေးရတော့မယ်ဖျားမဲဖျားလည်းသမီးတော်လေးကိုလွမ်းနေပါတယ်။အခုလည်းမဲဖျားလေးအရေးကြီးတဲ့ကိစ္စရှိလို့ဟိုးအဝေးကြီးကိုခရီးထွက်ဖို့ရှိသေးတယ်။သမီးတော်လေးခမဲတော်ဖျားနဲ့အတူလိန်လိန်မာမာနေခဲ့နော်မဲဖျားစကားကိုနားထောင်ပါပွဲ။တာအမိနှစ်ဦးပါချင်းအက်ကငိုရင်းဟင်းဒီတခါတော့သမီးတော်လေးကိုပြစ်ထားပြီးဘယ်မှမသွားရတော့ဘူးမဲဖျားနဲ့လိုက်မှာပဲခမဲတော်မဲတော်သမီးတော်ကလေးတို့မိသားစုအတိုက်မြုံပြိုကွဲပြီးနောက်တစ်ကြိမ်ပြန်ဆုံခွင့်ဟူသောမျှော်လင့်ချက်ကလေးပင်စုပ်ကင်ထားခွင့်ကင်းမဲ့သွားသောကြေကွဲဖွယ်ရာချော့သူမရှိမှုပွဲကြီးဖြစ်ပါတော့တယ်မင်းမှုထံရန်၍တော်တို့ထိုမြင်ကွင်းကိုမကြည့်ရသဖြင့်တကားကွယ်တွင်ကြိတ်မှုကြပါတယ်တာဝန်ရအမရပူရာမြို့ဝင်ပင်မျက်ရည်ကျမည်ဆိုသဖြင့်အဝေးသို့ထွက်သွားကမင်းမှုထံတဦးကိုတီတိုးပြောလိုက်ပါတယ်ထိုမင်းမှုထံကမဲနုစီရောက်လာ၍မိဖုရားကြီးထွက်ခွာဖို့အချိန်ကြပါပြီလို့မြို့ဝင်မင်းကပြောပါတယ်နေရာကထပ်ပါတော့နောက်ထပ်မင်းမှုထမ်းတို့သည်မဲနုစီဝင်လာပြီးလက်နှစ်ဖက်ကိုဆွဲယူလိုက်ကြပါတယ်တောင်တမန်အင်းရီပြင်မဲဘရက်ကုန်းဆက်အနီးသို့ရောက်သောအာနာပကွက်သားတို့သည်နမ်းမတော်မဲနုအားခဲထည့်ထားသောရွှေနာကုကတိပါအိမ်နီတွင်ထည့်၍ပိတ်ပြီးရေပြင်သို့ပစ်ချလိုက်ပါတယ်မြုပ်မမြုပ်သေးချအောင်ခဏစောင့်ကြည့်ပါတယ်တောင်တမန်အင်းရေပြင်ပေါ်တွင်ရေပွက်ကလေးတစ်ပွက်နှစ်ပွက်ထလာပြီးရေပြင်မှာပကတိပြန်ငြိမ်သွားပြီးလေပြင်းချင်းကလေးရေပြင်ထက်မှဖြတ်တန်းတိုက်ခတ်သွားပါတယ်နမ်းမတော်မဲနူဤနောက်ဆုံးထွက်သက်ရေပွက်ကလေးမဟုတ်ပါလောဒီဗီဒီယိုလေးကိုကြိုက်နှစ်သက်လို့ရှိရင် like နဲ့ subscribe လုပ်ပေးကြပါဦးနော်